စားများတဲ့ဟင်းပွဲလေးတွေကတော့သဘောငါတို့ကနန်းနဲ့ပတ်သက်တဲ့ဟင်းပွဲလေးတွေပြီးတော့ထမင်းကြော်လေးတွေအစားများတယ်နေ့လယ်ပိုင်းပုတ်ပပနဲ့လဲလဲဆက်ဆက်စားချင်တယ်ဆိုရင်တော့အတုပ်လေးရှိပါတယ်ဒါလေးကဆယ်မွန်တုပ်လေးပါဒါလေးကပစွန်ချင်းဆက်တုပ်လေးပါအကင်လေးတွေကတော့ညနေ4 နာရီကနေည10 နာရီ 45 လောက်ထိရတယ်ရှင်တောက်စရာတွေကတော့ရာသီပေါ်အသီးတွေရတယ် fresh juice တွေရတယ်ပြီးတော့ CBR နဲ့ cocktail တွေရတယ်ပေါ့နော်ညနေခင်းမှာဆိုရင်တော့ indoor မှာ aircon လေးနဲ့အေးစစ်စစ်အနားယူလို့ရပါတယ်ရှင်ညနေပိုင်းမှာဆိုရင်တော့ outdoor နဲ့ rooftop area မှာလွတ်လွတ်လပ်လပ်ထိုင်လို့ရပါတယ်ရှင်ညီမတို့ရဲ့ Miss Me Barbecue ဆိုင်ကိုမနက်7:00ကနေပြီးတော့ည7:00အထိပေးရမရှိဖွင့်လှစ်ပေးထားပါတယ် Happy Hour အနေနဲ့နေ့လယ်7:00နာရီကနေညနေ4:00နာရီအထိကို BR တွေကို2+1ပေးနေတဲ့ပြင်စားတောက်တွေကိုလည်း 10% discount ပေးထားပါတယ်အိမ်ကနေပြီးတော့ဒါတွေနဲ့မစားကျင်တဲ့သူတွေအတွက်လည်းညီမတို့ရဲ့ Miss Me Barbecue Facebook page မှာရှိတဲ့ menu scan ကနေတစ်ဆင့်ဝင်ရောက်ပြီးတော့စိတ်တိုင်းစားမှယူပြီးတော့သုံးဆောင်လို့ရပါတယ်ရှင်ညီမတို့ဆိုင်လေးကတော့66လမ်း103လမ်းတောင်းက Miss Me Barbecue ဆိုင်လေးပဲဖြစ်ပါတယ်ဆိုင်ဖွင့်ချိန်လေးကိုမနက်7:00နာရီကနေပြောင်းလဲဖွင့်လှစ်ပေးထားတာဖြစ်တဲ့အတွက်မိတ်ဟောင်းတွေရောမိတ်သက်တွေရောလာရောက်သုံးဆောင်ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်